Oh, shit. Hey, I need the yak. Touch down with you. Hello, Ming Lavashin. You're ping it, the bono, the Lazian, ping it in the cream mava. Ping it the cow with the town green of Piago. Don't know, Miss Yagan, she the town with Pia, ခွဲဖို့ဆိုလို့ရှိရင်ပင်ရတဲ့အစီးရတဲ့အတွက်ကြောင့်မို့လို့သူစီပြီးနေတော့နော်ဒါကိုတုတ်တော့တေချာလေးတော့ဒီလိုကြတော့ကြီးတာအစီးရတေးတယ်လို့ခံစားကတ်တယ်ပေါ့နော်စီးရပြီးတော့အင်းကတ်လို့ပေါ့နော်အဲ့ဒီဒီမှာဆိုလဲစီးတော့ရတယ်ပေါ့နော်အဲ့တော့ခွဲပါလို့ရှိရင်ဒီဟာလေးပုံမှန်တိုင်းဆိုလို့ရှိရင်အဲ့လိုအဝါတီးယူရပေါ့နော်အဲ့လိုမျိုးစားပူတာအခုခါဒီကတော့အနည်းပဲလေးသွားပေါ့နော်ပူပြီးတော့မချိုးရရှင်အရှောင်းကဟိုဝါကြီးဟုတ်တယ်အနည်းပဲလေးတန်းလာပြီပေါ့နော်အလုံးဝကြည့်နေလို့ခွဲရတာခက်တယ်ပေါ့နော်ရှယ်လောက်တဲ့အချိန်မှာလေအင်းရောင်လေးနဲ့တန်းနေပါပထမတော့လူရောင်လေးတော့ဆိုတွေးလိုက်မယ်ဒါမှတကယ်နဲ့စားကြတဲ့အခါကျဟွာထက်ကိုပို့ပြီးတော့ချိုးပါတယ်ဟွာဒီမို့နေပြီးဟိုနေစောတယ်ညမအောင်ဟိုတို့ချိုးရဟေး没有冰在地上面，除了出来了。他妈我当过我啦，伢嘞路，谁给嘛听的呢？第一伢到啥来给卡着，出了我吼，直接你伢吧嘞。မွိုင်းဆိုလည်းအများကြီးရတယ်ပေါ့နော်တချို့ကတော့လေဘယ်လိုခွဲလဲမသိဘူးဆိုတော့ပေါ်လို့လေအဲ့လိုလေးစိတ်စစ်လက်တာတို့ဘာလို့ပေါ့နော်အဲ့လိုလုပ်တယ်ကျမကတော့နည်းနည်းလေးတော့ရှည်ကျတော့ထားရရှင်အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုအမွာလေးတွေလည်းမပြတ်လို့စင်တာနဲ့ပေါ့နော်နည်းနည်းခက်ခဲလမ်းလေးကိုတော့လိုက်ရပါရှင်ဒါဆိုတော့တက်တာအခုပဲရတယ်ဂျင်းမထက်ဘူးကြာတော့ဒါသူရေးပလိုက်တာပဲသူချတာတချမ်းကိုလည်းဒီတော့ဟာအများကြီးရတယ်ပေါ့နော်ပင်းလေးကိုချိန်တာတစ်ခုပါလေအသေးကောင်းလို့အစိမ်းဆိုလို့ရှိရင်လေချက်စားတာလို့ဒီမျိုးပြုတ်စားလို့မျိုးလေးကြိုက်တယ်အမဲဆိုလို့ရှိရင်လေတို့အသားကိုစားရင်အစီကိုပြုတ်စားတာကြိုက်တယ်ဒီနေ့ဆိုတော့အကုန်ကြိုက်တယ်ရှင်ဒီနေ့ကိုကြိုက်တယ်ဆိုတော့တခြားတင်းနဲ့မကြိုက်ဘူးလားလို့တခြားတင်းနဲ့လည်းကြိုက်ပါတယ်ရှင်လက်အိတ်ကမစုပ်ဘူးဆိုတာကလေဒါကိုကန်ရတာနဲ့အဲ့လိုမြင်ရတာနဲ့ကြောက်လေအဲ့လက်အိတ်ကြီးကကျမလည်းနည်းကျမလည်းကလည်းနည်းနည်းသေးတဲ့ထဲပါတော့လက်အိတ်များအစင်မပြေတော့ဘူးနော်ကိုမိသားစုစားတာပဲဆိုတော့ကိုနဲ့ကိုကတိပြဿနာမရှိတော့လေရှောင်းရဖို့တော့ကြောင်လာလို့ဆိုတော့လက်အိတ်စမလို့ရှင်ကိုကဘာအိတ်စားဖို့အတွက်ပဲခွဲရဆိုတော့လေနေတော့ဆွလိုက်တော့ရှင်
တရှင်းမှာဟွာပေါင်းလာပြီးအများကြီးပဲဆိုတော့လေ မွေးတာပဲ ရှင်းကိုတော့တော်တော်လေးအချိန်ပေးရတယ်ဒီလက်တည်းလေးဆော့ဆိုးပြီးတော့မှချင်းကြာရရမင်းသားရပါရှင် ဘာလို့လဲ စီရနဲ့ထပ်ပူပါရှင်အဲ့ဒါတော့မှပဲအစည်းရပေါ့နော်ဒါမှကတ်နေတာလေးအင်းရှင်နည်းနည်းစီးတဲ့ခါကြလို့ရှင်နည်းနည်းဒါလေးကတော့လက်ဆောင်တော့ပေးနေပြီဖြစ်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်